အဲ့နေနဲ့မှာပတ်စံနေဝင်ချင်လားဒါမှမဟုတ်လာစဉ်လာတိုင်းဘာမှအလုပ်မလုပ်ပဲနဲ့ဝင်ငွေတွေရနေချင်လားဒါဆိုလို့ရှိရင်တော့အိမ်ချမ်းမြေမှာယင်းနှမြုပ်နှံတင်ပါတယ်ဒီဗီဒီယိုမှာတော့အိမ်ချမ်းမြေယင်းနှမြုပ်နှံမှုဆိုတာဘာလဲဆိုတာကိုလူတိုင်းနားလည်အောင်အလွယ်ကူဆုံးရှင်းပြပေးသွားပါမယ်အိမ်ချမ်းမြေယင်းနှမြုပ်နှံမှုဆိုတာကဘာလဲဆိုတော့ကိုကအိမ်ချမ်းမြေတစ်ခုကိုဝယ်ပြီးတော့မှဒီဝယ်ထားတဲ့အိမ်ချမ်းမြေကနေပြီးတော့မှပတ်စံရှာတဲ့နီလန်းကိုပြောတာပါဒီအိမ်ချမ်းမြေယင်းနှမြုပ်နှံမှုမှာနီလန်းနှစ်ခုရှိပါတယ်ပထမနီလန်းတစ်ခုကတော့အငှားဝင်ငွေရအောင်လုပ်တဲ့နီလန်းပေါ့နော်ကိုကအိမ်ချမ်းမြေတစ်ခုကိုဝယ်ထားပြီးတော့မှဥပမာတိုက်ခန်းဆိုပါစို့တိုက်ခန်းတစ်ခန်းကိုဝယ်ထားပြီးတော့မှဒီတိုက်ခန်းကနေပြီးတော့မှလာစဉ်လာတိုင်းဝင်ငွေရအောင်လုပ်တဲ့နီလန်းပေါ့ဒုတိယတစ်ခုကတော့ကိုကဝယ်ရောင်းလုပ်ပြီးတော့မှအမျက်အစွန်းရှာတဲ့နီလန်းပါဥပမာပြောမယ်ဆိုလို့ရှိရင်ကိုကတိုးတက်နိုင်ခြေရှိတဲ့နေရာမှာမြေကွက်တစ်ကွက်ကို3,200နဲ့ဝယ်ထားပြီးတော့မှဒီနေရာကတိုးတက်သွားပြီးဈေးလည်းများသွားပြီဆိုလို့ရှိရင်နောက်နှစ်လောက်မှာကိုက3,300နဲ့ပြန်ပြီးရောင်းနိုင်တယ်ဆိုလို့ရှိရင်ဒီဟာကကိုက3,100အမြတ်အဆုံးရှိတာပေါ့နော်ဒီလိုလုပ်ခြင်းအပြင်အိမ်ချမ်းမြေယင်းနှမြုပ်နှံမှုကနေပြီးတော့မှဝင်ငွေတွေရအောင်လုပ်နေကြပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာဘယ်လိုအိမ်ချမ်းမြေမျိုးတွေကိုယင်းနှမြုပ်နှံတင်တယ်ဘယ်လိုအိမ်ချမ်းမြေမျိုးတွေကယင်းနှမြုပ်နှံလို့ရလဲဆိုတာကိုရှင်းပြသွားမှာဖြစ်လို့ Zayari ရဲ့ estate ကို follow လုပ်ထားလိုက်ပါ